ကျမမြင်းစည်းတင်လို့ရမလားဟင်ရတော့ရတယ်ဒါပေမဲ့စကားနားထောင်ရမယ်ရှောက်မပြေးရဘူးမြင်းကိုလည်းအယမ်းမြင်မြင်မမောင်းရဘူးလို့စီကံချက်တွေထုတ်တာပေါ့ကျမစကားနားထောင်ပါမယ်လို့ကတိပေးခဲ့တယ်အိုးသူကတိတ်ချစ်ဖို့ကောင်းတာပဲနာမည်ကဘာတူလဲဟင်သူ့နာမည်ကထွက်ရွှေလို့စစ်သူကြီးကဖြေတယ်ကျမတို့နည်းနည်းလောက်မြ мян လေးစီးကြည့်ရအောင်လားငါလို့ပူစာပြန်နေမရဘူးပထမဆုံးအကြိမ်မြ мян စီးရင်ပြုတ်ကြလိမ့်မယ်လို့တားပေမဲ့စုလေးကတောင်းပန်လွန်းတာကြောင့်ခဏလေးပဲအမြန်စီးဖို့ခွင့်ပြုလိုက်မိတယ်ဘလို့လဲဒဏ်ရာရသွားသေးလဲဘယ်နာကနာသွားလဲကျမအင်ဂျီတွေပေးကုန်ပြီဒါကျမအကြိုက်ဆုံးကာဝင်လေးလေလို့နှက်ခမ်းလေးဆူပြီးစိတ်မကောင်းဖြစ်နေတာပေါ့အင်ဂျီပေးရင်လျှော်လို့ရတာပဲမင်းဒဏ်ရာမရရင်ပြီးတာပါပဲလာငါမင်းစပင်တွေကိုတုတ်ပေးမယ်စစ်သူကြီးရှင်ကကျမအပေါ်ဘာလို့ဒီလောက်တောင်ကောင်းရတာလဲဟင်မင်းကငါရဲ့စစ်ဆက်ထားတဲ့ဇနီးလောင်းဖြစ်နေလို့ပေါ့နောက်မင်းမြင်းစီးတက်သွားတဲ့အခါကျရင်ငါကိုယ်တိုင်မင်းကိုခေါ်ပြီးစီးပေးမယ်ငါတို့မြက်ခင်းပြင်ကြီးရဲ့အဝေးကြီးအထိသွားကြမယ်အဲ့ဒီမှာတတောင်လုံးတစ်ပြင်လုံးပွင့်နေတဲ့တောပန်းလေးတွေရှိတယ်လို့ကတိပေးခဲ့တယ်မင်းတဝန်တိုနေတာလားကျမကတော့ဝမ်ကျွင်းကရှင့်အပေါ်အရန်ကောင်းလွန်းနေတယ်လို့ခံစားရလို့ပါလို့တိုးတိုးလေးဖွင့်ပြောလိုက်မိတာပေါ့ဝမ်ကျွင်းကငါရဲ့လက်အောက်ငယ်သားဖြစ်တယ်လို့ငါရဲ့တငယ်ချင်းလေးဟုတ်တယ်ငါနဲ့သူ့ကြားမှာဘာမှမရှိပါဘူးပြီးတော့ငါနှလုံးသားထဲမှာမင်းတယောက်တည်းပဲရှိတာပါရုတ်တရက်စစ်တီတော်တယောက်တည်းကိုအသေးအတန်ပြေးဝင်လာပြီးစစ်သူကြီးမကောင်းတော့ဘူးခင်ဗျာအနောက်ဘက်ကစစ်စခန်းမှာမီးလောင်နေပါတယ်ဘလို့ဖြစ်တာလဲကောင်းကောင်းမွန်မွန်ကြီးနဲ့ဘာလို့မီးလောင်ရတာလဲမသိရသေးပါဘူးဗျာရုတ်တရက်ကြီးလောင်တာပဲဒီနေ့ကလေကလည်းအရန်ပြင်းတော့မီးကကူးဆက်တာတိတ်မြင်နေတယ်ဒီတဲထဲမှာပဲနေပါဘယ်မှရှောက်မပြေးနဲ့နော်စစ်သူကြီးဂယုစိုက်ပါအောင်နော်မင်းကိုဘသူကလာခိုင်းလို့လဲအခုချက်ချင်းပြန်သွားဒီနေရာကတိတ်အနေရများတယ်ကျမမှာမင်းငိမ့်တက်နိုင်မဲ့နီးလန်းရှိတယ်မမလေးစုရဲ့ရှောက်မလုပ်ပါနဲ့မီးကဒီလောက်ကြီးနေတာမမလေးကဘာလုပ်နိုင်မှာမို့လို့လဲကျမစာအုပ်တွေထဲမှာဖတ်ဖူးတယ်မီးကအရန်ပြင်းလာရင်ရေနဲ့တက်လို့မရဘူးတဲတွေမြေကြီးတွေတုံးပြီးတက်ရတယ်တဲမြေကလေထုကိုဖျက်တောက်လိုက်နိုင်လို့မီးကချက်ချင်းငိမ့်သွားလိမ့်မယ်အားလုံးနားထောင်အခုချက်ချင်းပေါက်တူးတွေဂေါ်ပြားတွေယူပြီးတဲတွေမြေကြီးတွေနဲ့မီးကိုပစ်ပေါက်ပြီးငိမ့်တက်ကြကျေးဇူးတင်ပါတယ်မင်းကြောင့်သာကျေးဇူးတင်ဖို့မလိုပါဘူးကျမကလည်းဒီစစ်စခန်းရဲ့မိသားစုဝင်တယောက်ပဲဥစ္စာမမလေးစုကတကယ်ကိုတော်ပြီးပါနဲ့တာပဲဘာတွေလုပ်နေတာလဲလို့မေးတယ်စုလေးကစာအုပ်လေးတွေကိုပုတ်တက်ရင်းကျမမျိုးတော်ကနေတည်လာတဲ့စာအုပ်တွေကိုတင်နေတာပါဒီထဲမှာစိုက်ပျိုးရေးနဲ့ရေလုပ်ငန်းကြောင်းရေးထားတဲ့စာအုပ်တွေအများကြီးရှိတယ်စစ်တပ်အတွက်အသုံးဝင်မလားလို့ပြောပြီးစာအုပ်တွေကိုပြလိုက်တယ်အရင်ကတော့မင်းကိုမျိုးတော်ကလာတဲ့အလိုလိုက်ခံထားရတဲ့ပြဿနာပဲရှာတတ်တဲ့အလှပန်းလေးတစ်ပုဒ်လို့ထင်ခဲ့တာဒါပေမဲ့အခုမှသိရတယ်မင်းကချစ်ဖို့ကောင်းယုံတယ်မကဘူးညံလဲကောင်းပြီးတိတ်ကိုကျင်နာတတ်တဲ့မိန်းကလေးတစ်ယောက်ပဲ